ကျွန်တော်တို့သက်တာမှာကျဆင်းသွားအောင်ဆုံးရှုံးသွားအောင်ဖြစ်စေတဲ့အရာတွေကဘာတွေလဲယေရှာယအခန်းကြီး14အငယ်73မှာကြည့်မယ်ဆိုရင်နန္ဒတာမိုးတောက်ကျဲအကြောင်းမြင်တွေ့ရမှာပဲဖြစ်တယ်။အဲ့ဒီထဲမှာဘာပြောထားတယ်လဲဆိုရင်တင်းကလည်းကောင်းကင်ဘော်တို့ငါတက်မည်ဘုရားသခင်ဤကျဲတို့အပေါ်မှာငါပလင်ကိုငါချီးမြှောက်မည်မြောက်မျက်နှာဘက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မည်မိုးတိမ်ထိပ်တို့ငါတက်မည်အမြင့်ဆုံးသောဘုရားကြီးတို့ငါနေမည်ဟုစိတ်အကြံရှိလေပြီဆိုပြီးမှငါးလုံးနဲ့ကျဆင်းသွားတဲ့လူစီဖာအကြောင်းမြင်တွေ့ရမှာပဲဖြစ်တယ်ကျွန်တော်ဘာလို့ဆိုလိုချင်တာလဲဆိုရင်ကျွန်တော်အသက်တာထဲမှာကျဆင်းသွားအောင်ဆုံးရှုံးသွားအောင်ဖြစ်စေတဲ့အထဲမှာအကြီးအမားဆုံးတစ်ရက်ဖြစ်တဲ့ကျွန်တော်တို့မာနအတ္တတွေဟာကျွန်တော်တို့အတွက်အကြီးအမားဆုံးပိတ်ဆို့နေတဲ့တစ်ရက်ပဲဖြစ်တယ်